ကျက်စင်ဟာကြီးမားတဲ့ခြံထဲကိုဝင်ရောက်ခွင့်ရဖို့အမြဲတမ်းပယ်ချခံခဲ့ရတယ်။အကြောင်းပြချက်ကသူ့ရဲ့ကိုလေးချိန်ဟာသူ့ငွေချင်းတွေနဲ့မတူညီလို့ဖြစ်တယ်။သူတို့ကိုတည်ယူဖို့ခါရောက်လာတဲ့အခါသူ့ရဲ့ငွေချင်းတွေကတကောင်ပြီးတကောင်ချင်းခွင်ပေါ်ကိုတက်ခဲ့ကြတယ်။သူတို့တကောင်ချင်းစီကလိုအပ်တဲ့ကိုလေးချိန်ကိုပြမိခဲ့တဲ့အတွက်သူတို့ကိုချက်ချင်းပဲကားပေါ်ကိုတင်ဆောင်ခဲ့တယ်။ဒါပေမဲ့အပိန်ဆုံးကျက်စင်ကချင်းခွင်ပေါ်ကိုတက်လိုက်တဲ့အခါကိုလေးချိန်မပြမိကြောင်းပြတ်တက်ခဲ့ပြီးသူ့ကိုချက်ချင်းပယ်ချခဲ့တယ်။အချိန်ချင်းပယ်ချခံရတာကိုညှိမွေ့လာတာကြောင့်သူရှာတွေ့သမျှအရာအလုံးကိုယူသွစွာစားသုံးခဲ့တယ်။ဒါပေမဲ့သူ့ကိုပြန်ချိန်တဲ့အခါသူ့ရဲ့ကိုလေးချိန်ကလုံးဝမပြောင်းလဲခဲ့ဘူး။စိတ်ပြအားငယ်စွာနဲ့ကိုလေးချိန်တက်လာဖို့အတွက်စွမ်းထက်တဲ့ကြီးထွားဟော်မုန်းကိုစမ်းတောက်ခဲ့တယ်။ဒါပေမဲ့ကိုလေးချိန်တက်စေတဲ့စွမ်းထက်ဟော်မုန်းကိုတောက်ပြီးနောက်မှာတောင်ချိန်ခွင်မှာဘာမှထူးခြားမှုမရှိသေးဘူးလို့ပြတ်တက်နေခဲ့တယ်။စိတ်အားငယ်စွာနဲ့သူရေပမာဏအမြောက်အများကိုတောက်သုံးခဲ့တယ်။သူ့ကိုသူဖောင်းဖို့သွားအောင်ဖောင်းလိုက်ပြီးချိန်ခွင်စီပြန်သွားခဲ့တယ်။ဒီတစ်ချိန်တော့လိုအပ်ချက်ပြည့်မီသွားပါတယ်။ဒါပေမဲ့ကြာမခံခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူတောက်ထားတဲ့ရေတွေအားလုံးကိုချက်ချင်းအန်ထုတ်လိုက်ပြီးသူ့ရဲ့ကိုလေးချိန်ကမူလတိုင်းပြန်ကျသွားခဲ့တယ်။ရုတ်တရက်သူဟာအိမ်ညောင်တကောင်ဖမ်းထားတဲ့အင်းဆက်ပိုးကောင်တကောင်ကိုတွေ့လိုက်ရတယ်။အိမ်ညောင်ကစားလောင်နေတဲ့ဘဲတကောင်ရဲ့အစာအိမ်ထဲကိုရောက်သွားခဲ့တယ်။သူ့ခေါင်းထဲမှာမိသည့်တစ်လုံးလင်းသွားခဲ့တယ်။သူ့နှုတ်သီးနဲ့အစာတချို့ကိုကောက်ယူပြီးကျမတကောင်ပေါ်မှာကျဲချလိုက်တဲ့ဘဲကချက်ချင်းပဲကျမကိုမျိုးချလိုက်တယ်။ကျက်စင်လည်းအဲ့ဒီလိုပဲလှုပ်ချင်ခဲ့တယ်။ဘဲကိုတကောင်လုံးမျိုးချဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူဘလို့ပဲလှုပ်လို့မလုပ်နိုင်ခဲ့ဘူး။ဒါကြောင့်သူအကြံတစ်ခုထုတ်လိုက်တယ်။သူလေထဲကိုခုန်တက်ပြီးဘဲပေါ်ကိုစောင့်ချလိုက်တယ်။ထူးဆန်းတဲ့နေလန်းနဲ့သူဟာသူ့ရဲ့နောက်ကျောကိုအသုံးပြုပြီးဘဲကိုလုံးဝဆုပ်ယူလိုက်တယ်။ပြီးတော့သူချိန်ခွင်စီပြန်သွားခဲ့တယ်။ဒီတစ်ချိန်တော့လိုအပ်တဲ့ကိုလေးချိန်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းအတည်ပြုခဲ့တယ်။သူ့ကိုနောက်ဆုံးတော့ကားပေါ်ကိုတင်ဆောင်ခဲ့ရတဲ့တခြားကျက်စင်တွေလိုပဲပေါ့။သူကားထဲကိုဝင်ရောက်လိုက်တဲ့အခါသူ့ရဲ့ငွေချင်းတွေအားလုံးအမွှေးတွေနှုတ်ပြီးချိတ်တွေမှာချိတ်ဆွဲခံထားရတာကိုတွေ့လိုက်ရတယ်